မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ။ကြံရင်းကိုဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ရှစ်လပိုင်းတလစာခေါ်စရံကံကြမ္မာအကြောင်းကျိုးအကောင်းဆိုးလေးများကိုတင်ပြပေးခြင်းပါတယ်။တလစာမှာတောက်ကြသားသမီးများအတွက်စင်ကျင်စရာလေးတွေသုံးသပ်စရာလေးတွေဒါမှမဟုတ်လို့ရှိရင်ရှောင်ရှားစရာလေးအကောင်းဆုံးသောအရာအမြတ်ဆုံးသောအရာများကိုတွဲရှင်ပြီးတော့တင်ပြမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့စင်ကျင်သုံးသပ်နိုင်တယ်ဆိုလို့ရှိရင်တော့စင်ကျင်နိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းကျိုးများရရှိနိုင်စေဖို့အရေးတောက်ကြသားသမီးများအတွက်ကိုအထူးတင်ပြပေးခြင်းပါတယ်။တောက်ကြသားသမီးများဒီလတာအတော်အတွင်းမှာနော်ဘဝအတွက်အရေးကြီးတဲ့ကိစ္စရပ်လေးတွေဆုံးဖြတ်ချက်လေးတွေချရလိမ့်မယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်ကံလေးတွေလုပ်ကံဆောင်ရွက်ရလိမ့်မယ်လာတလားဖြစ်ပါတယ်။တချို့သောကိစ္စရပ်လေးမှာအလုပ်ကံနဲ့ပတ်သက်ပြီးစတင်ပြုလုပ်တာတချို့သောအချိန်ခါလေးတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရပ်မှာဘဝတစ်ခုလုံးအတွက်အရေးကြီးတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အရာလေးတွေဝင်လာနိုင်တာမြေကိစ္စအမွေကိစ္စနော်ဒီလိုအရာမျိုးလေးတွေလည်းဝင်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်ပါတယ်ဒီလအတော်အတွင်းမှာအရေးကြီးတဲ့ကိစ္စရပ်တွေအလုပ်ကိုင်နဲ့ပတ်သက်တဲ့အရာတွေအသစ်ပြင်ဆင်တာနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့အရာတွေအသစ်ပြင်ဆင်တာလေးတွေကြုံတွေ့ရတတ်တယ်နော်တချို့အခန်းကဏ္ဍလေးတွေမှာညှော်မှန်းတာတကူလောက်ရလိုက်ရတာတကူအဲ့ဒီပုံစံမျိုးတွေလည်းကြုံတွေ့တတ်တဲ့လာတလားဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးငွေကြေးအယောင်းဝင်တယ်ဝင်လာလိုက်လို့ရှိရင်လည်းများများဆဆဝင်နိုင်တယ်ဒါပေမဲ့ကုန်ဝိုင်းရတဲ့ကြမ်းမရှိအောင်ကုန်တယ်အဲ့ဒီအရာမျိုးလေးတွေအဲ့ဒီပုံစံမျိုးလေးတွေလည်းဖြစ်ပေါ်တတ်တဲ့လာတလားမျိုးလို့ဆိုရမှာဖြစ်တယ်နော်တောက်ကြသားသမီးများဒီလတာအတော်တည်းမှာအိမ်ကြီးပဋိပက္ခလေးတွေမကြာခဏဖြစ်နေတတ်တယ်သားသမီးနဲ့တော်၎င်းမိသားစုနဲ့တော်၎င်းနော်အိမ်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေမကြာခဏဖြစ်နေတတ်တယ်အပြင်ပြဿနာအိမ်ထဲဝင်လာတာမျိုးသူများကိစ္စကိုယ်ကိစ္စဖြစ်ပြီးအိမ်ထဲမှာပြဿနာလာဖြစ်တာမျိုးဒါမျိုးလေးတွေကြုံတွေ့တတ်တဲ့လာတလားလို့ဆိုရမှာဖြစ်တယ်တောက်ကြသားသမီးများအနေနဲ့ဒီလအတော်တည်းမှာမိမိစိတ်ထဲမှာမိမိဂုဏ်သိက္ခာထိခိုက်ရတာထိခိုက်ပြီးပြောဆိုတာဒါကြောင့်လို့ရှိရင်မိမိဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့အရာမိမိကိုအထင်သေးအမြင်သေးနဲ့ပြောတဲ့စကားတွေကိုကြားရတတ်တယ်ပြန်လည်ပြီးတော့ကြားရတတ်တယ်အဲ့လိုမျိုးကြားရလာပြီဆိုလို့ရှိရင်တိတ်ပြီးတော့ခေါင်းထဲမတွေးပါနဲ့ခေါင်းထဲမထည့်ပါနဲ့လို့အကြံပေးခြင်းပါတယ်ဒီလအတော်တည်းမှာပစ္စည်းပြောက်တာငွေပြောက်တာရွှေနဲ့ပတ်သက်ပြီးရွှေတွေပစ္စည်းတွေပြောက်တာနော်အဲ့လိုအရာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်မိမိနေအိမ်မှာထားရတဲ့ရွှေတွေပစ္စည်းတွေပြောက်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေလည်းဖြစ်ပေါ်တတ်တဲ့အနေထားပါနော်အဲ့လိုမျိုးလေးတွေကြုံတွေ့တတ်တယ်ခိုင်တက်လို့ရှိရင်အလုတ်ကင်နဲ့ပတ်သက်တဲ့ကိစ္စကိုအသက်ပဲတူးချရမလားပြောင်းရမလားအဲ့လိုအတွေးတွေဇဝေဇဝါဒွိဟာတွေဖြစ်နေတတ်တယ်နော်ဒွိဟာတွေဖြစ်နေတတ်တယ်အကြံပြုချင်ပါတယ်အလုတ်ကင်အပြောင်းနဲ့ပတ်သက်တဲ့ကိစ္စသိပြီးမလုပ်ပါနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲပုံမအောင်မြင်အောင်တိုးတက်အောင်တိုးချဲ့ပြီးစူးစမ်းပါစူးစမ်းနိုင်သလောက်တောက်ကြသားသမီးများအတွက်ဒီလမှာအကောင်းဆုံးလေးတွေဖြစ်ပေါ်တတ်တဲ့လာတလားဖြစ်ပါတယ်တခါလေကြောက်လို့ရှိရင်ဒီလအတော်တွင်းမှာတောက်ကြသားသမီးများမိမိစိတ်ကိုနည်းနည်းထိမ့်ပါလို့အကြံပေးချင်ပါတယ်စိတ်ထဲကရှိတဲ့အတိုင်းစကားထုတ်ပြောလိုက်တာတခါကြောက်လို့ရှိရင်စိတ်ညံလက်ညံထလှုပ်လိုက်တာဟုတ်လားအဲ့လိုအရာမျိုးလေးတွေဒါမိမိအတွက်အခက်အခဲလေးတွေဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာကြုံတတ်တဲ့အတွက်ကြောင့်စိတ်ရှိတိုင်းမပြောပါနဲ့စိတ်ရှိတိုင်းမလုပ်ပါနဲ့လို့အကြံပေးချင်ပါတယ်တခါကြောက်လို့ရှိရင်စိတ်ထဲမှာအယံကိုလှုပ်ချင်နေတဲ့အရာတခုဖြစ်ချင်နေတဲ့အရာတခုအဲ့ဒါလေးတွေပေါ်လာတတ်တယ်ဒီအရာကိုမဖြစ်မနေလုပ်မယ်ဆိုတဲ့ဇွဲအတွေးလေးတွေပေါ်လာတတ်တယ်အဲ့လိုပေါ်လာတဲ့အတွေးမျိုးဆိုလို့ရှိရင်တော့အကန့်နိုင်ဆုံးအဲ့ဒီအတွေးတွေကိုရှောင်ရှားတင်ပါတယ်မလုပ်တင်ပါဘူးဘာကြောင့်လဲဆိုတော့မိမိစိတ်ကိုလောကဓာတ်ကအမြဲတမ်းလှုပ်ရှားနေလိမ့်မယ်အမှားဘက်ကိုတွန်းပို့နေလိမ့်မယ်အဲ့လိုတွန်းပို့နေတဲ့အရာတွေကိုအတက်နိုင်ဆုံးအထူးရှောင်ရှားပါလို့အကြံပေးချင်ပါတယ်နော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ပျောက်တာရှာတာတို့ငွေကြေးအမှားအယွင်းဖြစ်တာတို့ငွေကြေးနဲ့ပတ်သက်တဲ့စကားအပြောဆိုမှားတာလို့လေးတွေကြုံတွေ့တတ်တဲ့လာတလားလို့ဆိုရမှာဖြစ်တယ်နော်လာတလားလို့ဆိုရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့အဲ့လိုအချိန်ခါလေးမှာငွေကြေးနဲ့ပတ်သက်ပြီးအထူးဂရုစိုက်ပါလို့အကြံပြုချင်ပါတယ်ဒီလအတော်အတွင်းမှာနော်တောက်ကြသားသမီးများအနေနဲ့မိမိအိမ်မှာရှိတဲ့ဖျားဆင်းလို့တော်ကြီးနော်ရွှေရောင်မှိန်နေတာတွေတခါကြလို့ရှိရင်နိုင်ရည်အပြက်တွေရင်နွေးတက်ဘူးအပြက်တွေရင်နွေးအိုးအပြက်တွေရင်နွေးတက်ဘူးအပြက်တွေရှိတယ်ဆိုလို့ရှိရင်ပြင်းစွန့်တခုခုတော့ပြုတ်လို့လိုက်ပါအဲ့ဒီအရာတွေကိုအဲ့လိုအပြက်တွေမထားပါနဲ့နောက်တစ်ခုဖျားဆင်းလို့တော်တွေရွှေရောင်မှိန်နေတယ်ဆိုလို့ရှိရင်အယောင်လေးပြန်တင်လိုက်ပါနော်ပြန်တင်ပြီးတော့ပြန်လဲကိုးကွယ်ပါနောက်နိုင်ရည်တွေပါဒီရက်နေတာတို့ပြက်နေတာတို့နော်အသုံးမပြုတ်တဲ့နိုင်ရည်တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုပြန်တင်လိုက်ပါအသုံးပြုလို့ရအောင်ပြန်လဲလောက်ကင်ပါလောက်ကင်ပြီးတော့ပြန်လဲအသုံးပြုပါလို့အကြံပြုချင်ပါတယ်ပြန်လဲအသုံးပြုလိုက်မယ်ဆိုလို့ရှိရင်နော်တောက်ကြသားမင်းများအတွက်တလားတာမှာကောင်းကျိုးများရရှိတတ်တဲ့လာတလားဖြစ်ပါတယ်
ဒီလအတော်တွင်မှာတစ်ခါကြလို့ရှိရင်ပစ္စည်းလေးတွေကြောက်တတ်တယ်ရွှေလေးတွေကြောက်တတ်တယ်ငွေလေးတွေကြောက်တတ်တယ်အဲ့လိုအဖြောက်ချလေးတွေဖြစ်တတ်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေရှိပါတယ်နော်အပြောင်းလဲနဲ့ပတ်သက်တဲ့အရာတွေကိုအရန်ကရောမလုပ်ပါနဲ့လက်ရှိလုပ်တဲ့အရာတွေကိုပဲအထူးတိုးချဲ့ပါလို့အကြံပြုခြင်းပါတယ်အထူးတိုးချဲ့ပါလို့အကြံပေးခြင်းပါတယ်ဒီလအတော်တွင်မှာမင်္ဂလာနဲ့ပတ်သက်တဲ့စကားတွေမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတတ်တယ်နော်တချို့စိတ်ဆက်ကြောင်းလမ်းပွဲနော်ကြာဟိုလက်ဝါဝင်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လက်ထပ်မင်္ဂလာကတော့လောက်ခတ်ပါတယ်တချို့လူမျိုးတွေမှာတော့လုပ်လို့ရတယ်အဲ့လိုလူမျိုးတို့မတူညီတဲ့လူမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်တော့မင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတတ်တယ်နော်မင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတတ်တယ်မင်္ဂလာကိစ္စစီစဉ်ရတာမျိုးလေးတွေကြုံတတ်တဲ့လာတလားဖြစ်ပါတယ်အဲ့လိုပုံစံမျိုးကြုံခဲ့မယ်ဆိုလို့ရှိရင်လည်းအထူးကောင်းမွန်တဲ့လာတလားဖြစ်ပါတယ်အထူးကောင်းမွန်တဲ့လာတလားဖြစ်ပါတယ်ဒီလအာတော်တဲ့မှာမိမိအိမ်ကိုနော်အဲ့ဒီနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေး give site ပါလို့အကြံပေးခြင်းပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တချို့ဧည့်သည်ဒီဘိုင်းဆိုင်ရာမှာနည်းနည်းလေးဂုဏ်သိက္ခာကျဆင်းလာတဲ့သူအမှုပြင်ဖြစ်တာဘူးတဲ့သူနော်အိမ်ကိုလာတဲ့လူအပေါင်းအသင်းမိတ်ဆွေတွေထဲမှာနာမည်ပြည့်ရှိတဲ့သူမျိုးတွေအိမ်ကိုဝင်ထွက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးခရုစိုက်ပါတတိထားပါလို့အကြံပေးခြင်းပါတယ်အဲ့လိုမျိုးလူမျိုးမိမိအိမ်ကိုရောက်လာမယ်ဆိုလို့ရှိရင်သူ့စီကပြဿနာမိမိစီကူးလာတတ်တယ်သူ့စီကကိစ္စတွေမိမိစီကူးလာတတ်တယ်အဲ့ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့လာတလားပါဒါကြောင့်မို့လို့လူအဝင်အထွက်ကိုတတိထားပါတချို့သောသူမျိုးတို့ဒီတိုင်းနာလူမျိုးမိမိနဲ့မတူတဲ့သူမျိုးနော်တချို့စကားလေးတွေကျွန်တော် community နဲ့ညှိမှကြောက်ရှောင်နေရလို့နော်ရှောင်နေရလို့ဒါကြောင့်နည်းနည်းလေးနားလည်ပေးပါလို့အကြံပေးခြင်းပါတယ်နော်အဲ့ဒါမျိုးလေးတွေလူအဝင်ထွက်လေးတွေတတိထားပါကိုယ်အိမ်မှာမိမိနဲ့ရင်းနှီးခဲ့တဲ့မိတ်ဆွေဟောင်းအတိဟောင်းမိတ်ဆွေဟောင်းတွေကိုသိပြီးတော့လက်မခံပါနဲ့အမှုကင်ဖြစ်တာဘူးရင်ပို့ဆိုးပါလေအမှုကင်ဖြစ်တာဘူးတဲ့သူတွေဆိုလို့ရှိရင်သိပြီးတော့လက်မခံပါနဲ့လို့အကြံပေးခြင်းပါတယ်ဒီလတလားတာအတော်တွင်မှာတောက်ကြသားသမီးများအတွက်တောက်ကြသားသမီးများအတွက်အဝါရောင်လို့အနီရောင်လို့နော်လိမ္မော်ရောင်လို့ရွှေရောင်လို့အယောင်နုလို့ပန်းစီရောင်လို့အဲ့လိုအရာမျိုးကအထူးရှောင်ရှားပါလို့အကြံပေးခြင်းပါတယ်နော်အရေးကြီးတဲ့ရများဆောင်ရွက်မယ်ဆိုလို့ရှိရင်တောင်အရက်အရှိတောင်အရှိမြောက်ရက်တောင်ရက်အဲ့လိုအရက်မျိုးကိုမျက်နှာမူပြီးသွားလာမျိုးအထူးရှောင်ရှားပါအဲ့ဒါမျိုးလေးတွေကမိတ်ဆွေတောက်ကြသားသမီးများအတွက်အခက်ခဲအဆက်တဲလေးတွေဖြစ်သွားတတ်တယ်အခက်ခဲလေးတွေဖြစ်သွားတတ်တယ်အဆက်တဲလေးတွေဖြစ်သွားတတ်တယ်အန္တရာယ်လေးတွေကျုံတတ်တဲ့လာတလားဖြစ်ပါတယ်ဒါမျိုးလေးတွေကိုအထူးရှောင်ရှားပါလို့အကြံပေးခြင်းပါတယ်အကောင်းဆုံးသောအရာတို့ဒီအဖြူရောင်အနက်ရောင်ငွေရောင်နော်အဲ့ဒါမျိုးတို့ဒီတောက်ကြသားသမီးများအတွက်အထူးကောင်းမွန်တဲ့အရာလေးတစ်မျိုးဖြစ်ပါတယ်အရေးကြီးကိစ္စရပ်နဲ့ဆောင်ရွက်ကြရှိတယ်ဆိုလို့ရှိရင်အဖြူရောင်တို့အနက်ရောင်တို့နော်နောက်ပြီးတော့နက်ပြာရောင်တို့ငွေရောင်တို့အဲ့လိုအရာမျိုးတွေကိုဝစ်ဆင်သုံးဆောင်ပြီးတော့သွားလာခဲ့မယ်ဆိုလို့ရှိရင်တောက်ကြသားသမီးများအတွက်ကောင်းကျိုးများရရှိနိုင်တယ်လို့အနောက်တောင်အရက်အရှိစုစုအရက်ကငွေကြေးအမြောက်အများဝင်တတ်တယ်ကုညီတတ်တဲ့သူပေါ်တတ်တယ်နော်တောက်ကြသားသမီးများအတွက်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တောက်ကြသားသမီးများအိမ်တော်ကြီးမှာနည်းနည်းလေးစိတ်ထိခိုက်နေရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့တတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အိမ်တော်ကြီးစိတ်ထိခိုက်ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာမျိုးတွေကြုံတွေ့ရတတ်တယ်အမျိုးသမီးအမျိုးသားအိမ်တော်ကွဲတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်နော်အိမ်တော်ကြီးဖောက်ပြန်ခံရတာအိမ်တော်ကွဲတတ်တာအဲ့ဒါမျိုးလေးတွေကြုံတွေ့တတ်တယ်လာတလာလို့ဆိုရမှာဖြစ်တယ်နောက်တစ်ချက်မှာကတော့အချစ်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ဒီလတော်မှာနည်းနည်းလေးစိတ်တောကလေးတွေညားရတတ်တဲ့အနေဒါအချစ်ရင်းနဲ့ပတ်သက်ပြီးဖောက်ပြန်ခံရတာစိတ်တောကညားရတဲ့အနေထားပိုင်းဆိုင်ရာလေးတွေလည်းဒီလတွင်မှာကြုံတွေ့တတ်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဆရာကြီးကိုဖြစ်ပါတယ်